အပူချိန်အနှုတ်58ဒီဂရီထိရှိပြီးဘာသက်ရှိမှမရှင်သန်နိုင်ဘူးလို့ထင်ရတဲ့အာရိဆုံးဒေသရဲ့အေးခဲလုံးနဲ့ရေခဲပြင်ကြီးဒီနေရာမှာတွေးပြဖို့ကောင်းတဲ့ရာသီဥတုကိုအန်နူပြီးရှင်သန်နေတဲ့တက်ရှိတိုက်ပွဲတစ်ခုရှိပါတယ်သူတို့ကတော့ကာရီဘူးလို့ခေါ်တဲ့တောတိုင်းသမင်အုပ်ကြီးတွေပါပဲဒီသမင်ကြီးတွေဟာအာရိဒေသရဲ့နှလုံးသွေးကြောဖြစ်ပြီးသူတို့မရှိရင်ဒီရေခဲပြင်ကြီးတစ်ခုလုံးပြတ်သုံးသွားနိုင်ပါတယ်သမင်ထီးကြီးတစ်ကောင်ဟာပခုံးထီတင်၄ပေခွဲကျော်မြင့်ပြီးအလေးချိန်ပေါင်950အထိရှိပါတယ်သူတို့ရဲ့ဥချိုကြီးတွေဟာ9ပေလောက်အထိကျယ်ဝန်းပြီးတကယ့်ကိုခညာလုံးပါတယ်အမတွေကတော့နင်းနေပိုသေးပြီးပေါင်160ဝန်းကျင်ရှိတာပေါ့သူတို့မှာထူးခြားတဲ့အမွှေးလွှာနှစ်ထက်ရှိပြီးအထဲမှာအနှွေးတက်ပေးတဲ့တိုးမွေးလိုမွေးနုတွေအပြင်ဘက်မှာရေစုပ်ခံအမွှေးတွေအပြင်နှစ်လက်မထူရှိတဲ့အစီပြင်ကြီးရှိလို့ဒီလောက်အေးစိမ့်တဲ့ရေခဲကဘာမှာအသက်ရှင်နိုင်ကြတာပါဒါပေမဲ့ဒီကဘာမှာရှင်သန်မှုဆိုတာတဘာဝဘေးအနေနဲ့တင်မကပဲရက်ဆက်တဲ့ရန်သူတွေကိုပါရင်ဆိုင်ရပါတယ်သူတို့ဟာအာရိဝန်ပုလွေတွေနဲ့ဝက်ဝံဖြူကြီးတွေအတွက်အဓိကအစာပါပဲဝန်ပုလွေတွေဟာအုပ်စုလိုက်စနစ်တကျနဲ့အုပ်စုတွေကအိုမင်းတဲ့ကောင်တွေအားနေတဲ့ကောင်တွေကိုပြစ်မှတ်ထားတိုက်ခိုက်လိမ့်ရှိပြီးဝက်ဝံဖြူကြီးတွေကတော့အကြီးပြော်နေတဲ့မိကန်းနာတွေမှာတမင်ပေါက်စလေးတွေကိုချောင်းမြောင်းဖမ်းဆီးလိမ့်ရှိပါတယ်ကာရီဘူးတမင်တွေဟာတားရဲတွေတင်မကပဲအာရိဒေသကမျိုးနွယ်စုတွေဖြစ်တဲ့အီနိုအစ်ဆာမီနဲ့နီနက်စ်လိုလူသားမှုဆိုးတွေရဲ့ယာဒီအလိုက်အမဲလိုက်ခြင်းကိုလည်းခံရပါတယ်တမင်တကောင်ဟာမျိုးနွယ်စုမိသားစုတစုအတွက်တဆောင်းရင်းလုံးစားဖို့အသားအစီးနဲ့နှွေးထည်လို့ဖို့သားရည်ပေါင်နဲ့ရာ20ကျော်ထိပေးစွမ်းနိုင်ပါတယ်သူတို့ရဲ့ရေကုန်းကိုတဲ့အိမ်ဆောက်ဖို့သုံးတဲ့ဥချိုကိုကိရိယာတွေလုပ်တဲ့အကြောတွေကိုအချီအဖြစ်သုံးကြပါတယ်ဘာတစ်ခုမှလေလွတ်မသွားစေရပါဘူးကာရီဘူးတမင်တွေဟာအစာတင်မကပဲအေးခဲနေတဲ့မြောက်ကဘာချမ်းရဲ့ရွေ့လျားနေတဲ့ယဉ်ကျေးမှုကြီးတစ်ခုပါပဲအသက်ရှင်ကျန်ရစ်ဖို့အတွက်အဆုံးမဲ့ရေခဲပြင်ကြီးပေါ်မှာအာမကြီးနဲ့ဆက်လက်ချီတက်နေတဲ့ကာရီဘူးတမင်ဟုတ်ကြဤရဲ့တဘာဝတိုက်ပွဲပဲဖြစ်ပါတယ်အခုလိုစိတ်ဝင်စားစရာအကြောင်းလေးတွေဆက်ကြည့်ချင်ပါကအကောက်လေးကို follow ပေးခဲ့ကြပါအောင်ခင်ဗျ